Agree စီအရန်လာတဲ့ outfit လေးတွေရောက်လာလို့ဒီနေ့မှာ try on လုပ်ပြပါမယ်နော်ဒီတစ်ထည်လေးကတော့ Agree အကြိုက်ဆုံး outfit လေးဖြစ်တယ်သုံးထားတဲ့ပိတ်စလေးကလည်းအီလေးနဲ့နေလို့ထိုင်လို့အရန် comfortable ဖြစ်တယ်ဒီဇိုင်းလေးကလည်းရင်ရင်လေးနဲ့အရက်ရှိတဲ့ပုံပေါက်စီရလို့ခံစားရတယ်ပေါ့နော်အနောက်ကနေကြည့်ရင်လည်းခါကျွတ်ဒီဇိုင်းလေးပါသေးတယ်သုံးထားတဲ့ပိတ်စ quality ကလည်းအရန်ကိုကောင်းလို့ဝတ်ထားရင်လည်း Agree တော့မချွတ်ချင်တော့တဲ့ထီတောင်ဖြစ်စေတယ်ပေါ့နော်ရုံးသွားကြောင်းသွားလို့အရန်တင့်တော်တဲ့ outfit လေးပဲဖြစ်ပါတယ်ဒုတိယတစ်ထည်ကတော့ဒီ top အပြာရောင်လေးဖြစ်ပါတယ်သူ့ကိုတော့ Agree ကဂျင်းပေါင်းပြီးအဖြူရောင်လေးနဲ့တွဲပေးထားတယ်လုံးဝ free style ပေါ့ပလေးခံစားရတယ်ပေါ့နော်ဒီဇိုင်းလေးကအလဲမှာကျဲသီးမဟုတ်ပဲနဲ့ကျိုးလေးနဲ့ဖဲကျိုးပုံစံချီပြီးတော့ဝေးရတာပေါ့နော်သုံးထားတဲ့ပိတ်စလေးကလည်းခြီသားလေးမို့လို့နွေရာသီမှာလည်းဝတ်လို့အရန်ဆင်ပြေပါတယ်ပြီးရင်တော့စားကားဝန်းအဖြူရောင်လေးဖြစ်ပါတယ်သူကတော့ပိတ်စကိုစားလေးသုံးထားပြီး sexy ဆန် body fit design ပုံစံလေးပေါ့နော်အထဲမှာလည်းကျုပ်တစ်ချောင်းကားဝန်းတစ်ထက်ခန့်ထားပြီးတယ်ပွဲတက်တဲ့ခါရီမှာဝတ်လို့အရန်ဆင်ပြေတာပေါ့နော်ပြီးရင်တော့အမဲအောင်ဝမ်းဆက်လေးဖြစ်ပါတယ်သူရဲ့ပိတ်စ quality က luxury ဆန်ပြီးချစ်စရာကောင်းတဲ့ဒီဇိုင်းပုံစံလေးပေါ့နော်အပေါ်အောက်ကိုမတူညီတဲ့ပိတ်စပုံစံလေးကိုတုံးထားပြီးတယ်ချို့ရိုချို့သားတွေလည်းအရင်သေးတတ်တာကိုတွေ့ရတယ်နော်ကျဲသီးလေးတွေပါ luxury ဆန်တုံးထားတာကိုတွေ့ရပါတယ်ရင်ရင်လေးနဲ့ elegant ဆန်လေးမို့ဘွဲတက်တွေမှာဝတ်ရင်အရန်ဆင်ပြေပါတယ်နော်ပြီးရင်တော့အဖြူရောင်ကာဝန်းအရှိလေးဖြစ်ပါတယ်သူကတော့ vacation နဲ့အရင်လိုက်ဖက်တဲ့ကာဝန်းလေးဖြစ်တယ်ပိတ်စပုံစံလေးကလည်းဒီလိုအကြောင်းလေးတွေပါတယ်သူကလုံးဝ body fit ပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းပေါ့ရတဲ့ဒီဇိုင်းလေးဖြစ်လို့ပေါ့ပလေးလို့ခံစားရတယ်ပေါ့နော်နောက်ဆုံးတစ်ထည်ကတော့ပြာရောင်ဝမ်းဆက်လေးဖြစ်ပါတယ်သူကတော့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ဒီဇိုင်းပုံစံလေးပေါ့နော်ကျဲသီးလေးကိုလည်းအသေးပုံလေးတုံးထားတယ်တုံးထားတဲ့ပိတ်စလေးကလည်း luxury ဆန်နဲ့အပြာနှုတ်ရောင်လေးက Agree ရဲ့အသားရောင်ကိုလင်းနွားစေလို့ခံစားရတယ်ပေါ့နော်အဲ့တော့ချစ်တို့အကြိုက်ဆုံး outfit လေးရပြဖြစ်မလဲcomment မှာရေးပေးခဲ့ပါနော်